နှက်ပြရတဲ့ငရှင်ကိုလေးတွေကိုကျွန်တော်ရှက်လက်ကားပြီးတခြားလေးဆေးပြီးတော့ချက်တော့ခင်ဗျာကျင်းကျက်တဲ့မြူကျက်တဲ့နီရောင်တင်မုတ်ဒီစိမ်း4000လောက်ထည့်ပြီးတော့ထောင်းလိုက်ဗျာဒီလိုချက်ဖို့ထောင်းပြီးဆိုရင်ထောင်းပြီးတဲ့ဟာပြန်လေးတစ်ဆင်းမယ်နောက်ရှမ်းနံလေးပဲထပ်ကူးထားတယ်ဒီကြောပါပြီဆိုတော့ချက်လို့ရပြီเนาะချက်မယ်စီတေဝူနီလေးတင်မယ်အဲ့ဒါကာလာဒီလေးပေါ့နော်ချက်တီကာလာဒီလေးပူလာပြီဆိုရင်ချက်တင်လေးနှစ်ထောင်းထားရလေးစီတက်မယ်ဝေးပြီးနွင်းလာအောင်စီတက်မယ်ဝေးပြီးနွင်းလာအောင်စီတက်မယ်လုံးမှာပေါ့ငါရှင်းကိုလုံးချက်မှာတော့လေဝေးညောင်စီတက်မယ်နော်စိမ့်တော့မနအောင်လို့ချက်တင်လေးစိမ့်တော့မနအောင်တော်တော်လေးနွင်းလာပြီတော်တော်လေးနွင်းလာအကြောင်းငါရှင်းထည့်ပြီးတော့လိမ့်မယ်နော်ငါရှင်းထည့်ပြီးလိမ့်လိုက်ပြီးလိမ့်လိုက်ပါကြာငါရှင်းလေးထည့်ပြီးဒီကောင်ကိုကြာကျွန်တော်ကခုနဟိုချက်သွင်းကြီးချင်းထောင်းထားတဲ့ရုပ်ဆောင်လေးကရေလေးပြပြန်ထည့်တယ်နော်အဲ့ကောင်ကကြာဈေးပြန်နှမျောလို့လေအဲ့ကောင်ကိုရေလေးထည့်ကျင်းပြီးတော့အကြီးပဲထည့်မှာပေါ့ကျင်းချက်သွင်းကြီးထောင်းထားတဲ့ရုပ်ဆောင်လေးကရေလေးကျင်းပြီးတော့အဲ့ရေလေးပဲထည့်မှာပေါ့နော်ကျွန်တော်နှမျောတတ်တော့အဲ့လိုလေးထည့်တာပေါ့နော်ထည့်ပါကြာထည့်ထည့်ပြီးနည်းနည်းလေးမှုပြီးရင်တော့ပုတ်ထားလိုက်တယ်ပေါ့နော်အရသာကတော့လိုက်ပြန်လိုက်ရမှာပေါ့အရသာတော့နည်းနည်းလေးပြန်လိုက်ထည့်ရမှာပေါ့အရသာတော့ပုံအောင်မှာငရှင်းနေပဲနေထားဆိုတော့လေအရသာလိုက်နေဆိုတော့ညုံမုတ်စတာမုတ်ရဲ့ပုံစံတန်းငပြိုင်ကျွန်တော်စောတော့ဆိုင်နေမှာတုံးတဲ့ပုံစံတန်းငပြိုင်ပေါ့နော်ပင်သိန်းလေးပါကျွန်တော်ထပ်ပူတာလေဗျာပင်သိန်းရှမ်းနဲ့မြစ်နောက်ကလာလေးမစလာငရှင်းနေနဲ့ပြောင်းပေါ့နော်ခဏလက်လိုက်ကြည့်တာဒါမွေးနေလို့လေဒါပင်သိန်းတို့ရှမ်းနဲ့တို့ပမာဏနဲ့တောင်မထက်ရသေးဘူးမွေးနေထဲပါကြာရေလေးလေးခံပြီးဆိုတော့တော်လေးလေးခံလာပြီးဆိုတော့အဲ့ကောင်လေးမစလာလေးထည့်မယ်ရှမ်းထည့်မယ်ပင်သိန်းထည့်မယ်မွေးနေတာနည်းနည်းလေးမွေးပြီးတော့ခဏအုပ်ထားမှာပေါ့နော်ခဏလေးပဲအုပ်ဝေးတော့ခဏလေးအုပ်လိုက်ဒီငရှင်းကတော့ကျွန်တော်ခါတိုင်းချက်မစားဘူးဗျခွေးလေးတွေကြည့်ရသူကတော့အသားလေးလည်းများနေလို့ဒီရိုးထုတ်တာအသားလေးလည်းများနေလို့ချက်စားကြတယ်ပေါ့ချက်စားလိုက်ပါတော့ဗျာပြီးစုံနဲ့အနံရောရတာပြီးစုံနဲ့ငရှင်းဟင်းလေးရပါပြီငရှင်းဟင်းလေးရပါဒါတော့ကျွန်တော်ကိုယ်တိုင်စားမှာပေါ့နော်စားကြပါဦးဗျာစားကြပါဦး